ဝါနဲ့သမီးရဲ့မော်သေးဟိုးရှိတုန်းကတတိပူရာရွာဆိုတဲ့ရွာလေးတစ်ယောက်မှာညီကိုနှစ်ယောက်နေထိုင်ကြပါတယ်။အကိုဖြစ်သူကတော့ဦးလာတောင်ဖြစ်ပြီးညီဖြစ်သူကတော့မောင်ထွေးခင်ဖြစ်ပါတယ်။သူတို့ညီကိုနှစ်ယောက်ဟာဝါနဲ့လှုပ်ထားတဲ့ခေါင်းအုံစောင်မွေရာတွေကိုရောင်းချတဲ့လုပ်ငန်းလေးတစ်ခုလုပ်ကိုင်ကြပါတယ်။မနေ့စောစောထားပြီးဝါတွေကိုစုဆောင်ရတယ်။ပြီးရင်ရွာတရွာပြီးတရွာလှည့်ပြီးတော့ခေါင်းအုံစောင်တွေမွေရာတွေလိုက်ရောင်းရတယ်။အလုတ်ကမလွယ်ပါဘူး။အထူးသဖြင့်တော့နေရာဒီမှာနေပူအောက်မှာလမ်းလျှောက်ရတာကြောင့်မောင်ထွေးခင်ကအမြဲတမ်းပင်ပန်းနေတတ်ပါတယ်။ဒါပေမဲ့အကိုဖြစ်သူဦးလာတောင်ကတော့ပညာတတ်သူဖြစ်ပြီးစရင်အင်းတွေကိုအိမ်မှာထိုင်ပြီးကင်တွယ်လေးရှိပါတယ်။တနေ့မှာတော့နေပူလုံးတဲ့အချိန်မှာညီကိုနှစ်ယောက်ဟာရွာတရွာကိုဝါပစ္စည်းတွေတွားရောင်းနေကြတယ်။အကိုရေဒီနေ့နေပူတာတော်တော်ဆိုးရနော်။ခဏလောက်နားကြမလား။အေးခဏနားကြမယ်။အဲ့ဒီအချိန်မှာဦးလာတောင်ဟာရုတ်တရက်လမ်းပေါ်မှာရပ်လိုက်ပါတယ်။ဘာဖြစ်တာလဲအကို။ဘာလို့ရပ်လိုက်တာလဲ။အာငါကောင်းနေမူးတယ်လို့ပဲနေမကောင်းတယ်လို့လည်းဖြစ်နေရဲ့။ဟုတ်လားကိုရေတောက်မလားကျွန်တော်ရေယူပေးမယ်။ရေတောက်လို့တော့မရဘူးကွာ။ငါအတွက်အခုချိန်မှာအလိုအပ်ဆုံးဟာအေးဝဝအနားယူဖို့ပဲ။အေးမဝအောင်လားအကို။ငါတို့လုပ်ငန်းအချိန်တွေကလည်းသိရတဲ့အတိုင်းပဲ။ညဘက်အိမ်မက်စားတနေ့တာရောင်းဝယ်မှုစရင်တွေထိုင်တွက်နေရနေမိုးလင်းသွားတတ်တယ်။ဒါကြောင့်ငါလည်းအေးမဝအောင်။အကိုကကျွန်တော်လိုပဲအလုပ်ထွက်ပြီးရောင်းရတာဆိုရင်ကျွန်တော်ကစရင်ကူပေးလို့ရမှာပဲ။ဟာအဲ့ဒါမဖြစ်ဘူးကွာ။လူတိုင်းကအလုပ်တိုင်းအောင်မလုပ်နိုင်ဘူး။အလုပ်ကိုတက်တဲ့နေရာမှာကိုကျွမ်းကြအောင်လုပ်ပြီးတယောက်နဲ့တယောက်အလုပ်ခွဲလုံးမှာလုပ်ငန်းကြီးပွားလာမှာ။ဒါဆိုကျွန်တော်ဘာလုပ်ရမလဲအကို။မင်းရဝါတွေယူပြီးရွာတွေကိုလှည့်သွား။ဝါကောင်းအောင်ဝါဆောင်ဝါမွေးရာတွေလိုက်ရငါကတော့အိမ်မှာထိုင်ပြီးစင်းတွေကင်မယ်ဒီလိုလုပ်ရင်ငါတို့နှစ်ယောက်အလုပ်ခွဲပြီးလုပ်ငန်းကိုပိုကောင်းလုပ်နိုင်မှာပဲအဲ့ဒါဆိုအရန်ကောင်းတာပဲအကိုကတကယ်ညံကောင်းတာပဲညံကောင်းနေမဟုတ်ဘူးကွာအရန်ကိုညံကောင်းတာမောင်ထွေးခင်ကတော့အကိုပြောတဲ့မြကိုအမန်းလို့ယုံကြည်နေခဲ့ပါတယ်အိမ်တွေကစပြီးမောင်ထွေးခင်ကမနဲ့အတိုင်းဝါရီတဲပြီးရွာတွေကိုလှည့်လည်ရောင်းချပါတော့တယ်ဦးလာတောင်ကတော့အိမ်မှာနေပြီးစည်ရင်ခိုင်တဲ့အလုပ်ကိုလုပ်ပါတယ်။ဒါပေမဲ့တကယ်တမ်းတော့ဦးလာတောင်ဟာရိုးသားတဲ့စည်ရင်ခိုင်တယောက်မဟုတ်ခဲ့ပါဘူး။ဒီမောင်ထွေးခင်ကိုလှိန်ရတာကငါအတွက်တော့လက်တစ်ဖက်နဲ့လှုပ်ရတယ်လို့ပဲ။ဒီနေ့ဝါပစ္စည်းရောင်းရဝင်1000ရရဆိုပါစို့။စည်ရင်ထဲမှာ900ပဲရေးထားမယ်။ကျန်တဲ့900ကတော့ငါအိတ်ထဲပေါ့။ဒါဆိုစည်ရင်ကလည်းမှန်တယ်လို့ဖြစ်သွားပြီ။ဒီလိုနဲ့ဦးလာတောင်ဟာနေတိုင်းရောင်းရငွေတွေကပတ်စံတွေကိုတိတ်လေးခိုးယူနေခဲ့တယ်။မောင်ထွေးခင်ကတော့သူ့အကိုအပြေးဝယုံကြည်ထားတဲ့အတွက်ဘာမှမသိခဲ့ပါဘူး။လာနေငယ်ကြာလာတဲ့အခါမှာတော့ဦးလာတောင်ရဲ့အိမ်ဟာတဖြည်းဖြည်းကြီးလာတယ်။အရင်ကတဲအိမ်လေးမှာနေခဲ့ပေမဲ့အခုတော့အုံနဲ့ဆောက်ထားတဲ့အိမ်ကြီးတစ်လုံးဖြစ်လာတယ်။မောင်ထွေးခင်ကတော့နေပူမိုးရွာခံပြီးအလုံးလုံးနေရပေမဲ့အရင်တဲအိမ်လေးမှာပဲဆက်နေရပါတယ်။အကိုကတော်တော်စူးစမ်းတာပဲ။အကိုလိုကျွန်တော်လည်းစူးစမ်းရင်တနေ့ကျရင်အိမ်ကောင်းတစ်လုံးစောင့်နိုင်မှာပေါ့။မောင်ထွေးခင်ကအကိုရဲ့မရိုးသားမှုကိုမသိပဲအကိုကိုအားကြနေခဲ့ပါတယ်။တနေ့မှာတော့မောင်ထွေးခင်ဟာတောရဲကဝါသီးဝီသွားယူရင်းနဲ့ထိုးစမ်းတဲ့တစ်ပင်တစ်ပင်ကိုတွေ့လိုက်ပါတယ်။သူကတီတီတစ်လုံးကိုခူးလိုက်တဲ့အချိန်မှာရုတ်တရက်အလင်းရောင်တောက်ပါလာပြီးလှပတဲ့မျိုးသမီးတစ်ယောက်ပေါ်လာပါတယ်။ဟာဘာတူလဲ။မကြောက်ပါနဲ့မောင်ထွေးခင်။ကျမဝါနဲ့သမီးပါ။လွန်ခဲ့တဲ့နှစ်ပေါင်း100ကကျင်းစာတစ်ခုကြောင့်ဒီတသေးထဲမှာပိတ်မိနေခဲ့ရပါမင်းဟာဒီနေ့ကျမကိုလွတ်မြောက်အောင်လုပ်ပေးလိုက်တာကြောင့်မလို့မင်းရဲ့ဆန္ဒတစ်ခုကိုဖြည့်ဆည်းပေးမယ်ပြောပါဘာလို့ချင်လဲဟမ်ကျွန်တော်ဆန္ဒကိုတကယ်ဖြည့်ပေးမှာလားကျွန်တော်အကူကကျွန်တော်အမြဲတမ်းလူရိုးလူအားလို့ပြောတယ်ကျွန်တော်ဆန္ဒတောင်းရင်တခုခုမှတောင်းမရင်အကွာကျွန်တော်စိတ်ဆိုးမှာဒါဆိုဘယ်လိုလုပ်မလဲအကူကိုခေါ်လာမယ်ကျွန်တော်တဲ့အကူကပုံညံကောင်းတယ်အကူကဆန္ဒတောင်းပေးလိမ့်မယ်ကောင်းပြီလေသွားခေါ်လာပါမောင်ထွေးခင်ကဝမ်းသာအားရနဲ့အိမ်ကိုပြန်လာပြီးတော့အကိုရေအကိုထပါအောင်အရန်ကောင်းတဲ့ဖြစ်တစ်ခုဖြစ်လာပြီဘာဖြစ်တာလဲဒီလောက်အောင်နေရတောထဲမှာဝါနဲ့သမီးတယောက်နဲ့တွေ့ခဲ့တယ်သူကကျွန်တော်ကိုဆန္ဒတစ်ခုဖြစ်ပေးမယ်တဲ့ဝါနဲ့သမီးအကြောင်းကြားလိုက်တာနဲ့ဦးလာတောင်ရဲ့မျက်လုံးတွေကတောက်ပလာပါတယ်သူ့စိတ်ထဲမှာလောဘတွေတစ်ခုပြီးတစ်ခုပေါ်လာပါတယ်အရန်ကောင်းတာပေါ့
ဒါပေမဲ့ငါတို့နှစ်ယောက်တူတူသွားရင်အိမ်ကိုဘယ်သူစောင့်မလဲဒီလိုလို့မင်းအိမ်မှာနေပြီးငွေတစ်တာကိုစောင့်ငါမင်းကိုစားလက်သမီးစီသွားပြီးဆန္ဒတောင်းပေးမယ်ဟုတ်ကဲ့အကိုကကျွန်တော်ထိတ်ညံကောင်းတာပဲဒါနဲ့ပဲဦးလာတောင်းဟာတော်ရဲကိုတယောက်တည်းထွက်လာပါတယ်ဝါနဲ့သမီးရှိတဲ့နေရာကိုရောက်တဲ့အခါမင်္ဂလာပါနဲ့သမီးမောင်တွေ့ခင်မဟုတ်ပါလားသူကအိမ်မှာနေခဲ့ပါတယ်ဒီနေ့အိမ်ကိုစောင့်ပေးဖို့လိုအပ်လို့သူ့အစားကျွန်တော်လာခဲ့ရပါကျွန်တော်တို့နှစ်ယောက်တည်းဆန္ဒတောင်းပေးချင်ပါတယ်ကောင်းပြီလေဘာလို့ချင်လဲကျွန်တော်တို့ဘဝတစ်လျှောက်ငွေကြေးအခက်အခဲမရှိအောင်ရွှေအများကြီးပေးပါဘဝတစ်လျှောက်ငိုစရာမရှိအောင်ရွှေအများကြီးလိုချင်ပါတယ်ဒါဆိုဒီမော်တီကိုယူသွားပါဒီတတိကိုလှုပ်ခါလိုက်တိုင်းရွှေတွေထွက်လာပါလိမ့်မယ်ဦးလာတောင်ဟာတတိကိုလက်ထဲရောက်တာနဲ့စိတ်ထဲမှာအယမ်းပျော်သွားတယ်သူကတတိကိုလှုပ်ကြည့်လိုက်တော့ရွှေတုံးတွေထွက်လာတယ်တကယ်ပဲရွှေထွက်လာတာပဲအခုဆိုရင်ငါအရင်ထက်ပိုချမ်းသာတော့မယ်အရင်ချမ်းသာတော့မယ်ဦးလာတောင်ဟာအိမ်ပြန်ရောက်လာပြီးမောင်ထွေးခင်ရမေးရဲ့အကိုနဲ့သမီးဆရာဘာတောင်းခဲ့လဲနဲ့သမီးကဘယ်မှာလဲဘယ်နဲ့သမီးလဲအဲ့ဒီနေမှာဘယ်သူမှမရှိဘူးဟင်ကျွန်တော်တကယ်တွေ့ခဲ့တာပါမင်းတို့တယောက်ကလိန်သွားတာဖြစ်မှာပေါ့ကဲအဲ့ဒါတွေထားမင်းဝါရီသွားအောင်ဖို့မနောက်ကြသေးဘူးလားသွားတော့မောင်ထွေးခင်ရတော့အခုစကားကိုယုံကြည်ပြီးဝါရီတဲကရွာလေးကိုထွက်သွားပြန်ပါတယ်ဦးလာတောင်ကတော့မော်တီတီကိုတယောက်တည်းအသုံးပြုကရွှေရီထုတ်ယူနေခဲ့ပါတယ်တနေ့ပြီးတနေ့တလပြီးတလဦးလာတောင်ရဲ့ချမ်းသာမှုကပိုပြီးတော့တိုးလာတယ်အိမ်မှာလူသမားတွေခန့်ထားတယ်အိမ်ကြီးကိုပိုကြီးအောင်စောက်တယ်စားတော့ရမှလည်းအရင်လိုရိုးမစားတော့ပဲအကောင်ဆုံးအစားအစာတွေကိုပဲစားပါတော့တယ်ရှာမရေဟုတ်ကဲ့ဆရာငါလေချောင်းချောက်နေပြီရေတစ်ခွက်လောက်ယူလာခဲ့ရေကိုဘာလို့တောက်မှလဲဆရာရဲ့ဒီမှာတစ်သီးဖြော်ရယူလာပါတယ်ဒါမှငါ့ရင်ကအလုပ်သမားပတ်စံများလာလေလေဦးလာတောင်ရဲ့မာနာနဲ့လောဘလည်းပိုကြီးလာလေဖြစ်ပါတယ်နောက်ဆုံးမှာတော့မောင်ထွေးခင်ကိုပါအိမ်ကနေဖယ်ထုတ်ဖို့ဆုံးဖြတ်လိုက်တယ်မောင်ထွေးခင်ငါတို့နှစ်ယောက်အတူတူလုပ်ငန်းလုပ်လာတာနေ့တွေတောင်ကြာပြီဒါပေမဲ့အခုကစပြီးမင်းလည်းကိုလန်ကိုသွားတော့အကိုဘာပြောတာလဲကျွန်တော်မခွဲပါနဲ့ကျွန်တော်တို့နှစ်ယောက်အတူတူလုပ်လာတာမဟုတ်ဘူးလားမင်းအတွက်ပတ်စံနဲ့ပေးမယ်ယူပြီးထွက်သွားတော့ဒါပေမဲ့အကိုဒါကကျွန်တော်အတွက်နဲလုံးနေဘာလဲအကိုငါးစီရစင်းတောင်းနေပြန်ပြီလားမဟုတ်ပါဘူးအကိုပေးရဆိုရင်မှန်ပါပါမောင်ထွေးခင်ကအကိုကိုယုံကြည်နေစေသူကအနှင်းငယ်သောပတ်စံကိုယူပြီးအိမ်ကနေထွက်လာခဲ့တယ်ဦးလာတောင်ကတော့အခုတော့ငါဘဝမှာအလုပ်လုပ်စရာမရှိတော့ဘူးအနားယူမယ်စားမယ်အိတ်မယ်ပြီးတော့ရွှေတွေပဲထည့်ယူမယ်ဒါပေမဲ့လောဘနဲ့ရလာတဲ့ချမ်းသာမှုဟာသူ့အတွက်ပျော်ရွှင်မှုကိုမပေးနိုင်ခဲ့ပါဘူးမော်တီတီပျောက်သွားမှကိုစိုးရိမ်လာတယ်တယောက်ယောက်ကခိုးသွားမှကိုကြောက်လာတယ်အိမ်ထဲမှာတော့တီတီကိုဘယ်နေရာမှာဝှက်ထားရမလဲဆိုတာနေတိုင်းစဉ်းစားနေခဲ့ရတယ်ဒီတီတီကိုတယောက်ယောက်ခိုးသွားရင်ငါဘာလုပ်ရမလဲမဖြစ်ဘူးဒီတီတီကိုဘယ်သူမှမတွေ့ရအောင်ဝှက်ထားရမယ်ဒါပေမဲ့ဘယ်မှာဝှက်ရမလဲအဲ့လိုနဲ့နောက်ထပ်တလားကုံဆုံးသွားတယ်အဲ့အချိန်မှာမောင်ထွေးခင်ကတော့မိမိတက်နိုင်သလားဝါနဲ့လှုပ်ထားတဲ့ခေါင်းတွေကိုဆက်လက်လှုပ်ကိုင်းနေရဲ့မောင်ထွေးခင်ရဲ့လက်ရာခေါင်းအုံးတွေဟာအရန်နူးညံ့ပြီးတတောင်တတာရှိရာကြောင့်ရွာထဲမှာနာမည်ကြီးလာပါတယ်မောင်ထွေးခင်လှုပ်တဲ့ခေါင်းကတကယ်နူးညံ့တာပဲခေါင်းချလိုက်တာနဲ့အိပ်ပျော်သွားတယ်ကျွန်တော်တို့ရွာလည်းလာဝဲကြတယ်အနီးနားရွာတွေကပါသူ့ခေါင်းအုံးတွေလာဝဲနေကြပြီဒီလိုနဲ့မောင်ထွေးခင်ရဲ့လုပ်ငန်းဟာတဖြည်းဖြည်းတိုးတက်လာတယ်တခြားတစ်ဖက်မှာတော့ဦးလာတောင်ရဲ့အခြေအနေကလုံးဝပြောင်းပြန်ဖြစ်လာတယ်။ရွှေတွေရှိပေမဲ့အိတ်မပြောတော့ပါဘူး။ညမပြတ်မော်တီတီကိုစောင့်ကြည့်နေရတယ်။ညအိတ်ချိန်ရောက်တိုင်းဒီနေ့တော့အိတ်ပျော်မယ်ထင်တယ်။မျက်လုံးပိတ်လိုက်တာနဲ့မော်တီတီကိုတယောက်ယောက်ခိုးသွားမယ်အကြောင်းပဲစဉ်းစားမိရဲ့။တညာပြီးတညာအိတ်မပြောပါဘူး။ဆရာအိတ်မပြောဘူးလား။အိတ်ပြောတာကငါတောင်းလိုက်ရနိုင်တဲ့အိတ်ရှာလား။ငါမျက်လုံးပိတ်လိုက်ရင်ရွှေတွေပျောက်သွားမှာကိုပဲမြင်နေရတယ်။ဒါဆိုအနားယူဖို့လိုတယ်ဆရာ။သွားငါရှိရနေထွက်သွား။နောက်ဆုံးမှာတော့အေးပြက်လုံးတာကြောင့်ဦးလာတောင်ရဲ့ကျမ်းမာရေးနဲ့စိတ်အခြေအနေရာဆိုးရွားလာတယ်။တနေ့မှာတော့မောင်ထွေးခင်စီကိုသူကိုယ်တိုင်သွားခဲ့တယ်။မောင်ထွေးခင်အကိုအကျင်နေဘာဖြစ်တာလဲ။မင်းလုပ်တဲ့ခေါင်းတစ်လုံးလောက်ငါ့ကိုပေးပါငါအိတ်ချင်လို့ဟုတ်ကဲ့ကိုခဏဆောင်ပါ
မောင်ထွေးခင်ကအကို့ပေါ်အညိုမထားပဲသူ့လှုပ်ထားတဲ့ခေါင်းအုံနူးနူးညံ့ညံ့တစ်လုံးကိုပေးလိုက်တယ်။ဦးလာတောင်ကအဲ့ဒီခေါင်းကိုခေါင်းအောက်မှာထားပြီးမျက်လုံးပိတ်လိုက်တယ်။ထိုးဆန်းစွာပဲခဏကြာမှသူအိပ်ပျော်သွားတယ်။နေပေါင်းများစွာမရခဲ့တဲ့အိပ်ဆက်ခြင်းကိုအဲ့ဒီနေ့မှရရှိခဲ့ပါတယ်။နောက်တနေ့မနေ့မှာတော့အကိုရေအကိုထားပါအောင်အရန်ကောင်းတဲ့ဖြစ်ပျက်တစ်ခုဖြစ်နေပြီ။ဦးလာတောင်နိုးလာတဲ့အခါအံ့အားသင့်သွားပါတယ်။သူ့အိမ်ကြီးမရှိတော့ပါဘူး။အရင်ကလိုအိမ်ငယ်လေးတစ်လုံးပြန်ဖြစ်နေရဲ့အိမ်ထဲကပစ္စည်းတွေချမ်းသာမှုတွေအလုံးပျောက်ကွယ်သွားတယ်။ဦးလာတောင်ဟာသူ့အိမ်ထဲကိုအလင်းအမြန်ဆန်းကြည့်ရဲ့ဒါပေမဲ့မော်တတီမရှိတော့ပါဘူး။ဟာအားလုံးပြန်ပြီးအရင်လိုဖြစ်သွားပြီ။မော်တတီလည်းမရှိတော့ဘူး။အဲ့ဒီအချိန်မှာဦးလာတောင်ဟာမိမိအမကိုစတင်နားလေလာပါတယ်။မဟုတ်ဘူး။ဒီတခါတော့အရင်လိုထပ်မမာတော့ဘူး။သူများကိုလိန်ပြီးသူများရဲ့အလုပ်ကိုခိုးပြီးချမ်းသာလာတာဟာတကယ်ချမ်းသာမှုမဟုတ်ဘူး။ငါအတွက်ဒုတိယအခွင့်အရေးတစ်ခုရလာပဲဖြစ်မယ်။ဦးလာတောင်ဟာမောင်ထွေးခင်ကိုလှည့်ကြည့်လိုက်တယ်။မောင်ထွေးခင်ငါတို့နှစ်ယောက်တော့တဲ့အတူတူသွားကြမယ်။ဒီတခါဝါနဲ့သမီးကိုငါတို့နှစ်ယောက်လုံးအတူတူတွေ့ပြီးအတူတူဆန္ဒတောင်းကြမယ်။ဟုတ်ကဲ့ကိုသွားကြမယ်။ဒီလိုနဲ့ညီကိုနှစ်ယောက်ဟာတော်ရဲကိုအတူတူထွက်လာကြပါတယ်။အရင်တုန်းကတော့ဦးလာတောင်ဟာမောင်ထွေးခင်ကိုနောက်ွယ်မှာထားခဲ့ပြီးမြဲဒီတခါတော့နှစ်ယောက်အတူတူရှောက်လာကြပါတယ်။နောက်ဆုံးမှသူတို့ဟာဝါနဲ့သမီးတွေ့ခဲ့တဲ့နေရာကိုရောက်လာပါတယ်။ဟာဝါနဲ့သမီးဘယ်ရောက်သွားတာလဲ။မကြခင်ကဒီနေရာမှာရှိကြမဟုတ်ဘူးလား။အကိုဟိုမှာကြည့်ပါဦး။တစ်ပင်အောင်မှာရွှေအောင်တောက်ပနေတဲ့တစ်သီးတစ်လုံးကိုတွေ့လိုက်ကြတယ်။မောင်ထွေးခင်ကအံ့အားသင့်နေချိန်မှာဦးလာတောင်ကတိတ်တိတ်လေးပြုံးလိုက်တယ်။မောင်ထွေးခင်ဒါမှမဟုတ်တစ်သီးပဲ။ဒါပေမဲ့ဒီတစ်ခါတော့မင်းအရှင်လိုပင်ပန်းပြီးဝါရောင်းစရာမလိုတော့ဘူး။ငါလည်းသူများကိုလိမ်ပြီးပတ်စံရောမှာမဟုတ်ဘူး။ဒါဆိုကျွန်တော်တို့ချမ်းသာတော့မလားအကို။ချမ်းသာတာတဲ့ပိုအရေးကြီးရဲ့အရာတခုငါသိလာပြီ။ဘာလဲအကို။လူတယောက်ဟာညံကောင်းဖို့တဲ့လူကောင်းတယောက်ဖြစ်ဖို့ပိုခက်တယ်။ငါကိုညံကောင်းတယ်လို့ထင်ခဲ့တယ်။ဒါပေမဲ့တကယ်တော့မင်းကငါ့ကိုလူကောင်းတယောက်ဖြစ်အောင်သင်ပေးခဲ့တာ။အကိုမောင်ထွေးခင်ကအကိုကိုပြုံးပြီးတော့ကြည့်လိုက်တယ်။ညီကိုနှစ်ယောက်ဟာဒီတခါတော့တယောက်ကိုတယောက်မလိန်တော့ပဲအတူတူအလုပ်လုပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။သူတို့ဟာမော်တီတီရဲ့အစွမ်းကိုကျိုးအတွက်သာအသုံးမချတော့ပဲမိမိတို့လုပ်ငန်းကိုမမှန်ကန်ကန်နဲ့တိုးတက်အောင်စူးစမ်းခဲ့ကြတယ်။မောင်ထွေးခင်ရဲ့စူးစမ်းမှုနဲ့ဦးလာတောင်ရဲ့စင်းပညာကိုပေါင်းစပ်လိုက်တဲ့အခါသူတို့ရဲ့ဝါလုပ်ငန်းဟာပိုပြီးတော့အောင်မြင်လာတယ်။ရွာလူတွေလည်းသူတို့နှစ်ယောက်ကိုချစ်ခင်လေးစားလာကြတယ်။ဒီဇလန်ကလည်းသင်ငန်းစာရစရာတခုရှိပါတယ်။သူတစ်ပေါင်းကိုလိမ်လည်ပြီးရလာတဲ့ချမ်းသာမှုဟာရှေးရှေးမတည်မြဲနိုင်ပါဘူး။ငွေကြေးနဲ့ပစ္စည်းဥစ္စာတွေရှိနေုံနဲ့လူတစ်ယောက်ဟာချမ်းသာတဲ့သူမဖြစ်နိုင်ပါဘူး။ရိုးသားမှုကြိုးစားမှုမေတ္တာနဲ့ယုံကြည်မှုတွေရှိမှသာတကယ်ဘဝအောင်မြင်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်။ဦးလာတောင်ကတော့နောက်ဆုံးမှာအရိမန်တရားကိုနားလေသွားခဲ့ပါတယ်။ဉာဏ်ကောင်းတဲ့လူဖြစ်ဖို့တဲ့လူကောင်းတစ်ယောက်ဖြစ်ဖို့ကပိုအရေးကြီးရဲ့။ဒီလိုနဲ့ညီကိုနှစ်ယောက်ဟာအရင်ကထက်ပိုပြီးချစ်ခင်စွာနဲ့ဘဝကိုအတူတူဖြတ်သန်းသွားကြပါတော့တယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဝါနဲ့သမီးရဲ့မော်တီဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာတင်ပြီးပါပြီ။ကေပုံမြင် channel လေးကို like လေးနှိပ်ပြီးတော့ comment လေး share နဲ့အားပေးခဲ့ပါအောင်နော်။ subscribe လေးမနှိပ်ရသေးဘူးဆိုရင်တော့နှိပ်ပေးကြပါအောင်ရှင်။အဆုံးထိကြည့်ရှုနားဆင်ပေးလို့ကျေးဇူးထိုးပဲတင်ပါတယ်။ကျမ်းမာချမ်းသာပေး